ဒီနေ့ကျွန်တော်ကျုပ်အဆင့်တော့ပဲဈေးခံနော်အကုန်လုံးခံတယ်ဒီတော့မှသူတို့စားတော့ကိုနိုင်ငံတော်ဒီမဲ့ကိစ္စနော်ကိစ္စဆိုတော့ဘုံကြကြနာနာပေါ်ပါတယ်အဲ့မှာရုပ်ရှင်ရဲ့အစည်းအရုံးဘက်ကနေလူကြီးတွေလိုက်ချင်မှာကိုယ်စင်းလူကြတော့ဆိုတော့ကိုယ်စင်းနေပြီပါနော်ရတာဆောင်ဝေးပါတဲ့ခါမှာတော့တယ်ပဲသူတို့လုံးဝတာဝန်တော့ဒါအဲ့ချိန်မှာတော့ကျွန်တော်ပြောပါတယ်ကျွန်တော်မိတ်ဆွေကမင်္ဂလာဆောင်မဲ့တတိပဲသူကဈေးခံပါလားတော့အဲ့တော့ဒီမိုင်းကိုဥပဒေတယ်ဆိုတော့ရုပ်ရှင်အစည်းအရုံးနဲ့ဒီမြက်ကနေစကားကျေးဇူးတယ်သူအခုရောက်တော့မှတော်တော်လေးကောင်းပါလေပြောတယ်မြက်ကနေရတော့တော့ကောင်းတယ်ပြောတယ်ကုန်ပြီးရသူထိတ်သိမ်းမှုပေါ်လို့ဖရင်ထိတ်သိမ်းမှုပါတော့ဒါတော့လိုက်မှပြပေါ့ကောင်းပါဆိုတော့အဲ့လိုရှိခဲ့ဒါစာပီကနေဟိုဒီနဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်အဲ့မြက်ကနေစာညိုးကျွန်တော်အဖိုးပဲစာညိုးရေးတယ်စာညိုးရေးတယ်ဆိုတာကလည်းစာပီပါစာပီကြီးကျွန်တော်တို့ရုပ်ရှင်မှာတကယ်နံပါတ်1မှာသူကျွန်တော်ဝိချေတီပဲကြော်တက်လို့မရပါဘူးဇာညုံမရှိပဲနဲ့ဒီစာပေးဆိုတဲ့ဟာမရှိပဲနဲ့ရုပ်ရှင်ဆိုတာမရှိဖြစ်မလာနိုင်ပါဘူးပြောတယ်ကိုယ့်အကူရေးတယ်ကိုယ့်အကူရေးလိုက်စာပေးပဲလေပါရေးရအောင်လို့ဒီအတော့ရိုက်ရအောင်ဘယ်လိုဇာညုတပူရိုက်တယ်ဆိုရေးတယ်ဆိုတော့မကဲလွယ်တဲ့ကိစ္စမှမဟုတ်ဘူးအစအဆုံးကဟိုစဉ်းစားရတယ်ဟိုစာစီစာကုန်းရေးဆိုလွယ်ရတာဒီဓာတ်လူစာကူဒီကုန်းလူဆိုတာတဲ့ကြိုက်ညီမှငါတို့ဟိုစကားကောင်းကြီးပြလာဆိုစာပေငါတို့အချိန်မကြော်တက်ဘူးစာပေလည်းမစော်ကားပါဘူးစာပေဒီနံပါတ်1မှာစာပေဒီကျေးဇူးရှင်ဟာဒီလိုမျိုးကျွန်တော်တယောက်တည်းဟိုပေါ့ကျွန်တော်ရဲ့ဒီအားလုံးကလေးစာပေကိုလေးစားရတယ်ဒီမှာလေးနံပါတ်1နေတယ်ခေတ္တဒေတာပါလေကျန်တဲ့ဒရိုက်တာကြီးတော့ကျွန်တော်ဒီခေတ်ကိုဒရိုက်တာတော့မပြောလို့ပါဘူးဒါသူတို့စိတ်တတ်နေပြီလို့ပါ AI ပေါ်လိုက်ကြည့်ကြတော့ AI မှာလည်းရေးခိုင်းလို့ရတာလို့ကဆက်ကရေးတော့ဘာမရေးတော့ဘူးပြမတူးတွေပါလို့ဒီအနုပညာရှင်တယောက်ရဲ့ခါစားချက်ဒီ AI နဲ့လာမရှင်းနဲ့မရဘူး AI ကြီးလူကလုတ်ခဲ့လို့ AI ဆိုတာဖြစ်ခဲ့တာလူကဒီသိပ္ပံပညာရှင်ကြီးလို့မလုတ်ခဲ့ AI ဆိုတာဖြစ်မလားဒါသူ့အတူထားပါတော့ကသူရေးနေတာရေးပါစီငါတို့နှလုံးသားတွေကပေါက်ဖွာလာတဲ့အနုပညာကိုဒီ AI ငါတို့ကြော်တက်ဘယ်နည်းနဲ့မှမရဘူး